ကဲအားလုံးပဲဒီနေ့မှာတော့ဒီမှာကြည့်ဒါတော့ဘာလို့ထင်လဲဒါတော့ကိုယ်တွေဖက်မှာခေါ်တာတော့ဟင်းထုတ်ပေါ့နော်ဟင်းထုတ်ဒီဖက်ဟာနေမတူဘူးပဲကွာတောင်ကြီးဘက်လောက်တဲ့ပုံစံမျိုးနော်ခုအတော်ပြန်လာတော့လောက်ကျွေးတာမပြမယ်ဒီနေ့အစောကြီးဆေးသွားပြီးလောက်တာကြည့်မွေးနေတယ်ကြည့်အောင်ကျက်သူမိတ်နဲ့လေကျက်သူမိတ်နဲ့လောက်ထားတာဟောမွေးနေတယ်ကောဝတ်တာကြိုက်တော့လေဝတ်တာပါထည့်ထားတယ်ဒီထဲမှာဒါတော့ဒီမှာကျက်သူဖြူစီတက်လေထည့်မယ်ကျက်သူဖြူစီတက်ဒါတော့မရုပ်ကြီးမကြီးဝတ်တာလုံးလေးနဲ့စမ်းမနော်အားလုံးပဲစားကြပါဦးလို့ဒီတော့အိမ်မှာမုတ်လို့စားတယ်ဟုတ်မစားပြမယ်တော့စားပြမစားပြတော့ကြာနေဟုတ်ကိုယ်တွေဘက်မှာနေတော့ဆိုရင်ခဏခဏလှုပ်ရှားဖြစ်တယ်ဒီလိုလေးရဟိုတောင်ကြီးပဲလက်ရတယ်မျိုးပေါ့နော်ဒီမှာခုမှအတော်ပြန်လာတော့အတော်ပြန်လောက်ကျွေးရမစားကိုယ်တွေပေါ်လို့ခေါ်မှဆိုရင်ထောက်ဘိုးထုံပေါ့နော်အခါပမာလို့ခေါ်ဟင်းထောက်နဲ့แล้วก็คือเนี่ยเส้นได้มาเงาเปี้ยวพอไล่ฉาเนี่ยเงาเปี้ยวยั่วเดี๋ยวเงาเปี้ยวพอไล่ฉามันตัวอีกอันเนี้ยโมโลซามโมโลตัวว่าเจ้าตัวไม่อยู่จีบหรอกเจ้าตัวไม่บดโมโลซามอะไรป่ะเนาะไม่ใช่ก็ใช่ไหม